စတင်ခဲ့တဲ့နေ့ရက်ကစားလို့လုံခြုံစိတ်ချရတဲ့ဘဝနဲ့စိတ်အေးသက်သာတဲ့နေ့ရက်တိုင်းကိုဖန်တီးပေးရင်ယုံကြည်အားထားရတဲ့အာမခံဖြစ်စေဖို့ customer ရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့အာမခံဝန်ဆောင်မှုတွေကိုပံ့ပိုးပေးလျက်ရှိပါတယ်ခင်ဗျာစိန်ခေါ်မှုတွေကြားကနေတာဝန်ယူမှုယုံကြည်မှုညီညွတ်မှုနဲ့စမ်းသစ်တည်ထွင်မှုတွေကိုအခြေခံပြီးကျွန်တော်တို့ A Insurance ရဲ့ကတိတွေကိုလည်းတည်တဲ့ထိုင်မာစွာဆောင်ရွက်ပေးခဲ့တာဟာအခုဆိုရင်3နှစ်တိုင်ခဲ့ပြီပဲဖြစ်ပါတယ်ခင်ဗျာအားလုံးမင်္ဂလာပါဒီအာမခံကုမ္ပဏီရဲ့3နှစ်မြောက်ခန်းနာမှာစကားပြောခွင့်ရတဲ့အတွက်ကျေးဇူးတင်ကြောင်းပထမပြောကြားလိုပါတယ်ဒီအာမခံကုမ္ပဏီဟာ2023ခုနှစ် January လ23ရက်နေ့မှာစတင်ဖွင့်လှစ်တဲ့ကုမ္ပဏီဖြစ်ပါတယ်အခုဆိုရင်တော့အာမခံကုမ္ပဏီရဲ့တက်တန်းဟာ3နှစ်ထဲရောက်သွားပါပြီ3နှစ်ဆိုတဲ့ကာလအတွင်းမှာကျွန်တော်တို့အာမခံကုမ္ပဏီအနေနဲ့နိုင်ငံတကာကချီးမြှင့်တဲ့ဆုတစ်ဆုကိုရရှိခဲ့ပါတယ်အဲ့ဒီဆုတွေတဲ့ပို့ပြီးတော့တန်ဖိုးထားတဲ့ဆုလည်းပဲကျွန်တော်တို့ဒီ3နှစ်ကာလအတွင်းမှာ3နှစ်စလုံးနှစ်တိုင်းရရှိခဲ့ပါတယ်အဲ့ဒီဆု3ဆုကတော့ဘယ်သူကချီးမြှင့်တာလဲမေးရင်ကျွန်တော်တို့ရဲ့ customer များတနည်းအားဖြင့်မြန်မာနိုင်ငံလူနိုင်ငံသားများကချီးမြှင့်တဲ့ဆုဖြစ်ပါတယ်ဒုတိယကျေးဇူးတင်ရမယ့်ပုဂ္ဂိုလ်တွေကတော့ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေပေါ့ဒီဝန်ထမ်းတွေရဲ့ကျူးစာအားထုတ်မှုတွေစီကံရှိမှုတွေမျှော်မြင်ရှိမှုတွေဒီထွင်ဖန်တီးမှုတွေကြောင့်လည်းပဲကျွန်တော်တို့ယခုလို3နှစ်ဆိုတဲ့အချိန်တွေအတွင်းမှာတင်းနေရှားရှားအောင်မြင်မှုရလာတာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့เนาะကျွန်တော်တို့ရှိမှာအမခံထားကြတဲ့ customer များလည်းကုစိတ်နှစ်ပါးကျန်းမာချမ်းသာပါသည်ကျွန်တော်တို့ရဲ့ဝန်ထမ်းများလည်းပဲကုစိတ်နှစ်ပါးကျန်းမာချမ်းသာပါသည်ကျွန်တော်တို့လည်းပဲနော် customer ရဲ့လူရင်းဆန္ဒကိုအတက်နိုင်ဆုံးအခုတည်းပို့ပြီးတော့ကောင်းဖြည့်တင်းနိုင်မှုအတွက်ကိုဆက်လက်ကြိုးစားသွားပါမယ်လို့ promise ပေးနေညီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာပါရှင် Insurance ရဲ့3နှစ်ပြည့်အမှတ်တရလေးမှာမျှဝေခွင့်ရတာဝမ်းသာပါတယ်3နှစ်တာဆိုတာကတော့အချိန်တိုလေးပါပဲဒါပေမဲ့ Insurance ဘက်ကတော့တွေးကြုံခဲ့တဲ့စတင်ခဲ့တဲ့အချိန်ကနေစပြီးတော့တွေးကြုံခဲ့တဲ့ကာလတစ်လျှောက်လုံးမှာစိန်ခေါ်မှုတွေခက်ခဲတွေကြားမှာမြန်မြန်ဆက်ဆက်နဲ့တိုးတက်အောင်မြင်လာတဲ့ခီးစဉ်တစ်ခုကိုပြောလို့ရပါတယ်ဒီလိုမျိုးမြန်မြန်ဆက်ဆက်တိုးတက်လာစေခဲ့တဲ့အကြောင်းရင်းတွေအများကြီးထဲကတစ်ခုကတော့ Young and Dynamic တင်ရှိခြင်းပဲဖြစ်ပါတယ် Average age 32နှစ်ဝန်းကျင်ရှိတဲ့ Insurance ရဲ့တင်းမှတ်မှာအများစုကတော့ကိစ္စတွေလုပ်တဲ့အခါမှာလင်းလင်းမြန်မြန်လှုပ်ချင်စိတ်တွေရှိကြတယ်။မြန်မြန်ဆက်ဆက်အကောင့်ထဲပေါ်လို့စိတ်တွေရှိကြတယ်။ကိစ္စရက်တွေကိုလည်းရဲရဲဝံ့ဝံ့လှုပ်ချင်တဲ့စိတ်တွေရှိကြပါတယ်။ဒီလိုမျိုးအောင်မြင်မှုတွေရလာတာက strategy တစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ Insurance ကိုစတင်ခဲ့တဲ့အချိန်ကနေစပြီးတော့ပံ့ပိုးကူညီခဲ့တဲ့တဦးတစ်ယောက်ချင်းစီကြောင့်ပါ။3နှစ်တာကာလအတွင်းမှာ Insurance ကိုအခုလိုမျိုးပံ့ပိုးကူညီခဲ့တဲ့ customer တွေ partner တွေနဲ့အတူတကွတိစောက်ခဲ့တဲ့တင်းမှတ်မှာတစ်ယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်။ Insurance ရန်တိုင်းမစ်တင်းရဲ့အရှိန်ဟုန်နဲ့နောက်ကွယ်မှာရှိနေတဲ့ operation တင်းရဲ့ဆောင်ရွက်မှုတွေကတော့အမခံထားတဲ့သူတွေကိုအမခံအကောက်ွယ်အပြည့်အဝပေးနိုင်အောင်နဲ့အကောင်းဆုံးဖြစ်အောင်လို့တော့စူးစမ်းဆောင်ရွက်ပေးနေပါတယ်။မမျှော်လင့်တဲ့အန္တရာယ်ကြောင့်အခက်အခဲကြုံတွေ့လာချိန်မှာငွေကြေးဆုံးရှုံးမှုမရှိရအောင်အမခံတန်ဖို့အပြည့်အဝအကာအကွယ်ရရှိနိုင်အောင်နဲ့လိုအပ်တဲ့အဖို့အကာအကွယ်တွေပါဝင်အောင်လဲ underwriting အနေနဲ့အသေးစိတ်စစ်စစ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ဒီလို underwriting process တွေကိုတိကျမှန်ကန်မှုတာဝန်ယူမှုနဲ့အတူအကောင်းဆုံးဖြစ်စေဖို့အတွက်ကျမရဲ့လုပ်ငန်းကျွမ်းကျင်မှုနဲ့တွေ့ကြုံတွေကိုအခြေခံပြီးဒီ Insurance စတင်ဖွင့်လှစ်ခဲ့တဲ့ပထမနေ့ကစလို့အခုလိုမျိုးလူကြီးမင်းတွေအားထားယုံကြည်ရတဲ့အမခံအဖြစ်အောင်မြင်မှုတွေရရှိခဲ့တဲ့3နှစ်တာကာလအထိကိုနောက်ွယ်ကနေပံ့ပိုးပေးလျက်ရှိပါတယ်ရှင်လူကြီးမင်းတို့မျှော်လင့်မထားတဲ့ပျက်စီးဆုံးရှုံးမှုတွေနဲ့ကြုံရတဲ့အချိန်မှာရောကြီးကိစ္စဟာလူကြီးမင်းတို့အတွက်အရေးကြီးဆုံးဖြစ်ပါတယ်အဲ့အချိန်မှာကျွန်တော်တို့ Insurance အနေနဲ့လူကြီးမင်းတို့အတွက်အာမခံထားတဲ့အကာအကွယ်ကိုအကောင်းဆုံးပေးနိုင်ဖို့စာနာစိတ်၊ကိူနာစိတ်အပြည့်နဲ့ကြိုးစားဆောင်ရွက်ရှိပါတယ်။ကျွန်တော်တို့ရောကြီးဌာနအနေနဲ့ကအခင်းဖြစ်တဲ့နေရာမှာမှတ်တမ်းသွားယူတာပျက်စီးမှုပမာဏကိုတွက်ချက်တာပြုပြင်လို့ရတဲ့အရာတွေကိုပြုပြင်ပေးနိုင်မယ့်နေရာတွေနဲ့ချိတ်ဆက်ပေးတာလဲလှယ်ပြီးမှတောင်းရမယ့်အရာတွေအတွက်လည်းပစ္စည်း supplier တွေနဲ့ချိတ်ဆက်ပေးတာရောကြီးကိုငွေသားအနေနဲ့ပြေးရော်တာစတဲ့ကိစ္စတွေကိုစနစ်ကျကျနဲ့မြန်မြန်ဆန်ဆန်ဆောင်ရွက်ပေးလျက်ရှိပါတယ်ခင်ဗျာ။
ဒါကြောင့်မို့လဲပြီးခဲ့တဲ့3နှစ်တာကာလမှာလူကြီးမင်းတို့ client တူးစီတိုင်းမှာထင်မှတ်မထားတဲ့ဆုံးရှုံးမှုတွေတဘာဝဘေးအနေအကြောင်းဖြစ်တဲ့ပျက်စီးမှုတွေနဲ့ကြုံရတဲ့အခါလဲကျွန်တော်တို့ရော်ကြီးဌာနအနေနဲ့လူကြီးမင်းတို့နဲ့အတူရပ်တည်ပြီးရော်ကြီးကိစ္စအဝဝကိုမျှမျှတတမှန်မှန်ကန်ကန်နဲ့အမြန်ဆုံးဆောင်ရွက်ရရှိပါတယ်ခင်ဗျာ အကောင်းဆုံးအာမခံဝန်ဆောင်မှုဖြစ်စေဖို့အားလုံးတူတူညီညီညွတ်ညွတ်နဲ့အကောင်းဆုံးစူးစမ်းအားထုတ်ခဲ့ကြပါတယ် Kane knowledge ကိုမြင့်တင်ရင် professional ကြိုက် intelligent တွေဖြစ်နေ A insurance ရဲ့အောင်မြင်မှုမှတ်တမ်းမှာအတူပါဝင်ခဲ့ကြပါတယ် systematic ကြတဲ့ workflow တွေကြောင့် customer partner နဲ့ retailer တွေအတွက်ညီမှုပို့လို့ရရှိခဲ့ပါတယ် creative ဖြစ်ပြီး team collaboration ရှိတဲ့ working culture ကြောင့်မတူညီတဲ့ကျွမ်းကျင်မှုတွေကိုတူညီတဲ့ရည်မှန်းချက်တွေဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ် ဒီ3နှစ်တာကာလမှာဒီအောင်မြင်မှုများဆက်လက်သိရှိနေပါသည်